လာပါဒီဗီဒီယိုကဖုန်းစက္ကန့်တွေကိုလည်းဝယ်ခြင်းနဲ့ဒါပေမဲ့ဂျင်းမိမှာကိုလည်းကြောက်တဲ့ညီကိုမိတ်ဆွေတွေအတွက်ဒီဗီဒီယိုကဖုန်းစက္ကန့်တစ်လုံးဝယ်တော့မယ်ဆိုရင်ဘယ်လိုစစ်ဆေးပြီးတော့ဝယ်ယူရမလဲဆိုတာကိုအသေးစိတ်လေးရှင်းပြပေးတော့မှာဖြစ်ပါတယ်ကျွန်တော် channel ကအခုလိုမျိုးဖုန်းနဲ့ပတ်သက်ပြီးဘူစတာရရှိစေတဲ့ဗီဒီယိုတွေကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက် channel လေးကို subscribe မလုပ်ထားရသေးဘူးရှင် subscribe လုပ်ပြီးတော့အားပေးနိုင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးစရရအောင်ဖုန်းတစ်လုံးကိုလက်ထဲကိုရောက်လာပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးစေးရမှာကတော့ setting တွေကိုသွားမယ် about ဖုန်းလေးကိုသွားမယ်ပြီးတော့ delete info and spam တွေကိုကျွန်တော်တို့ထည့်ဝင်မယ်ဒါပြီးရင်နားကိုရောက်လာပြီဆိုရင်တော့ Canva ချင်းကိုငါချက်ခောက်လိုက်ရင်အခုလိုမျိုးချက်ပေါက်လေးတစ်ခုပေါ်လာမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့နံပါတ်1ချက်အနေနဲ့ကျွန်တော်တို့ IN ကုတ်ကိုကျွန်တော်တို့အရင်စစ်ရမှာဖြစ်ပါတယ်ဒီနေရာမှာတော့စစ်ရမလဲဆိုတော့ version info ထဲမှာကျွန်တော်တို့ရှိပါတယ်ဒီရဲ့ IN ကုတ်ကိုကျွန်တော်တို့အရင်ဆုံးစစ်ရပါမယ်တချို့ဖုန်းတွေက IN ကုတ်တွေမပါ၍ရှိတဲ့အတွက်ဒီ IN ကုတ်ကိုကျွန်တော်တို့စစ်ရပါမယ်ဘာဖြစ်လို့ဒီ IN ကုတ်ကိုစစ်ခိုင်းတာလဲဆိုတော့တကယ်လို့ဒီ IN ကုတ်မရှိဘူးဆိုရင်ကျွန်တော်တို့စင်ကတ်ထဲတဲ့ချိန်ကျရင်စင်မတိတာတွေဖြစ်တတ်တဲ့အတွက်ဒီ IN ကုတ်ကိုနံပါတ်1အနေနဲ့အရင်စစ်ခိုင်းတာဖြစ်ပါတယ်နံပါတ်2ကတော့ကျွန်တော်တို့ vibrate အလုံးမလုံးကျွန်တော်တို့စစ်ဆေးရပါမယ် vibrate tab ကိုကျွန်တော်ထပ်သွားမယ်ပြီးတော့ဒါဆိုရင် vibrate လေးလုပ်ပါတယ်ဒါဆိုရင်အဆင်ပြေပါတယ်ပြီးရင်တော့နံပါတ်3ကတော့ကျွန်တော်တို့ flat me တွေရမရကျွန်တော်တို့စစ်ပါမယ်ဒါဆိုရင်အဆင်ပြေပါတယ်နံပါတ်4ကတော့ကျွန်တော်တို့တက်တွေရမရကျွန်တော်တို့စစ်ဆေးပါမယ်ကျွန်တော်တို့ဆွဲကြည့်ပါပဲတကယ်လို့ဒီလိုဆွဲလို့မှတဏီယာယာကရက်နေတယ်ဆိုရင်တော့ဒီဖုန်းကတက်မရဘူးလို့ကျွန်တော်တို့အကြမ်းဖြင့်မှတ်ယူထားလို့ရပါတယ်ဒါဆိုရင်ဒီဖုန်းကိုမဝယ်သင့်ဘူးလို့လည်းကျွန်တော်တို့မှတ်ထားရမှာဖြစ်ပါတယ်ဒါဆိုအဆင်ပြေပါတယ်နံပါတ်5ကတော့ကျွန်တော်တို့မန်နီမှာအလင်းပေါက်ပါမှာပါကျွန်တော်တို့ထပ်ပြီးတော့စစ်ရပါမယ်တကယ်လို့ကိုကမတိပဲနဲ့မန်လင်းပေါက်ပါနေတာကိုကဝယ်လိုက်ပြီဆိုရင်တော့ကိုပြန်ရောက်တဲ့အချိန်မှာအများကြီးရှုံးသွားနိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အလင်းပေါက်တွေပါမှာပါကိုလည်းဒီချာလီမျက်လုံးနဲ့ပြူပြဲပြီးတော့စစ်ဖို့လိုပါမယ်ဒါဆိုရင်အဆင်ပြေပါတယ်ပြီးတော့နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့စပီကာတွေစပီကာတွေအတန်အက်လားမအက်လားဆိုတာကိုကျွန်တော်တို့ထပ်ပြီးတော့စစ်ရပါမယ်အချို့ဖုန်းတွေကစပီကာအတန်တိုးနေတာမျိုးတွေလည်းရှိနိုင်တဲ့အတွက်စပီကာကိုလည်းကျွန်တော်တို့စစ်ရပါမယ်ပြီးရင်တော့ Wi-Fi နဲ့ရောအဆင်ပြေလားဆိုတာစစ်ရပါမယ်ဒါကကျွန်တော် Wi-Fi နဲ့ချိတ်ထားတဲ့အတွက်ဒီနောက်မှာလာပေါ်နေတာပါဆိုတော့ Wi-Fi နဲ့အဆင်ပြေပါတယ်ဒါဆိုရင်ပြီးတော့ကျွန်တော်တို့ကင်မရာမိုင်းကင်မရာကိုလည်းကျွန်တော်တို့ချက်စစ်ကြည့်ပါမယ်အဆင်ပြေလားမပြေဘူးလားဆိုတာကျွန်တော်တို့တေချာလေးစစ်ရပါမယ်ပြီးတော့နောက်ထပ်တစ်ချက်ကတော့စင်ဆာကိုကျွန်တော်တို့စစ်ရပါမယ်ဒါဆိုရင် 0.5.0 ကိုပြထားပါတယ်ဒါကိုကျွန်တော်တို့အပေါ်မှာလက်နဲ့ဖိကြည့်အုပ်ကြည့်ပါမယ်ဒါဆို 0.0 ဒါဆိုရင်စင်ဆာလည်းအဆင်ပြေပါတယ်တကယ်လို့ကိုကစင်ဆာမကောင်းဘူးဆိုရင်တော့ကျွန်တော်တို့ဖုံးပြောတဲ့ခါမှာကျွန်တော်တို့ပြဿနာတွေအများကြီးကြုံရနိုင်ပါတယ်ဒါကြောင့်စင်ဆာကိုလည်းထည့်ပြီးတော့စစ်ဖို့တော့လိုပါမယ်ပြီးတော့ battery ကိုလည်းကျွန်တော်စစ်ကြည့်ပါမယ်အခု battery level တော့ concern ရာခိုင်နှုန်းပဲကျန်ပါတော့တယ်ပြီးတော့ battery temperature ကတော့30 degree centigrade အပူချိန်ရှိပါတယ်ဒါဆိုမဆိုးဘူးပါဘူးပြီးရင်တော့ကျွန်တော်တို့ဒီကောင်တွေကမီတာဘူချက်တွေပါတဲ့အတွက်ကျွန်တော်တို့အာတွင်ကြိုးထိုးပြီးတော့တာဘူချက်တွေရမရကျွန်တော်တို့စစ်ရပါမယ်
မီတာဘူချက်လေးရမရကျွန်တော်ထပ်ပြီးစစ်ရပါမယ်ဒါဆိုရင်မီတာဘူချက်လေးအဆင်ပြေပါတယ်ပြီးရင်တော့ကျွန်တော်တို့မန်နေပါလဲထားလားမလဲထားဘူးလားဆိုတာအကြမ်းဖြင့်ကျွန်တော်တို့ပြန်ပြီးစစ်ပါမယ်ဒီနားမှာချောမမွေးမဟုတ်ပေနဲ့နည်းနည်းလေးကျန်းနေတယ်ဆိုရင်တော့ဒါမန်လဲထားတာတိတာပါလေဒါဆိုမန်လဲထားတာဒါဆိုရင်ဒါမန်လဲထားတာဖြစ်ပါတယ်ဒီမှာခေါ်ရတော့တွေ့နေတယ်ဒီဖုံးကမန်လဲထားတာပါဒီဘေးနားမှာခေါ်ရလေးတွေတွေ့နေပါတယ်ပြီးတော့သူ့ရဲ့ body ကိုလည်းကျွန်တော်ကြည့်မယ်ကွေးနေလားကောက်နေလားဆိုတာကျွန်တော်တို့ကြည့်ပါပဲဒါဆို body ကလည်းနည်းနည်းကွေးနေတယ်ဒီဖက်တော့နည်းနည်းလေးပဲကွေးတယ်ဒီဖက်တော်တော်လေးကွေးတယ်ပြီးတော့နာစာဆိုရင်ကျွန်တော်တို့ကြည့်မယ်ဒီဖုံးဆိုရင်အောက်မှာပဲ့နေတာကိုကျွန်တော်တို့တစ်ချက်တွေ့ရတယ်ပေါ့နော်ဒါတွေလည်းကိုယ်ဝယ်လိုက်ပြီးဆိုရင်တော့ကိုပြန်ရောက်တဲ့ချိန်ကျရင်အားနည်းချက်တစ်ခုဖြစ်သွားနိုင်ပါတယ်အားလုံးကိုစစ်ပြီးပြီဆိုရင်တော့ဖုံးကိုကျွန်တော်တို့ဆက်တိုက်ပြီးတော့ပြန်ဖွင့်လိုက်တဲ့အခါဆက်တွေဟန်တာတွေရှိမရှိကျွန်တော်တို့စစ်ကြည့်ရပါမယ်အဖြစ်လို့ဒီလိုစစ်ရတယ်လေဆိုတော့တချို့ဖုံးတွေကဆက်ပြန်ဖွင့်လိုက်တဲ့ချိန်ကျရင်ဟန်နေတာမျိုးတွေမန်တွေကဆွဲမရတာမျိုးတွေဖြစ်တတ်တဲ့အတွက်အဲ့လိုဖုံးမျိုးတွေကိုလုံးဝမဝယ်ပါနဲ့တချို့ဖုံးတွေဆိုဆက်အေးနေတဲ့ချိန်မှာဘာမှမသိတာပဲနဲ့ဆက်ကပူလာနေတဲ့ချိန်ကျမှတော့အဲ့ဒါတွေကတက်လာတတ်ပါလေဒါကြောင့်မို့လို့ဖုံးစက္ကန့်တစ်လုံးဝယ်တော့မယ်ဆိုရင်ဒီချာလေးချိန်ပြီးတော့စစ်ပြီးတော့မှဝယ်ပါလို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်ဒါဆိုရင်ဒီဖုံးကဆင်ပြေပါတယ်ဒါဆိုရင်ဒီဖုံးကဆင်ပြေပါတယ်ဆက်တွေဟန်တာမျိုးတွေမရှိပါဘူးဆိုတော့ဒီဗီဒီယိုကဒီလောက်ပါပဲဗီဒီယိုကတစ်စုံတစ်ခုဘူးတာရရှိခဲ့မယ်ဆိုရင် like and subscribe လုပ်ပြီးတော့အားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်